ဒါကြောင့်ကျမ်းစာမှာပြောတာအရင်ရှင်းတယ်နော်စွန့်ကြဲတတ်တော်သူသည်ကြွယ်ဝလိမ့်မည်သူတို့ဘာကိုရေလောင်းတော်သူသည်ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်ဒါကြောင့်ဒါပေးကမ်းခြင်းနေရာမှာဖြစ်ပေးရင်ပေးသလိုကျွန်တော်တို့အသက်တာမှာတစ်သက်လုံးပေးလာနိုင်မှာဖြစ်ဒါကြောင့်မိမိရတဲ့ငွေတွေစုဆောင်းပြီးတော့မှတူလောင်ထားမယ်ဆိုရင်အလုံးမဖြစ်ဘူးနော်တိုးပွားခြင်းကိုဖခင်အလိုရှိတယ်စပါးကိုတူရတော်သူသည်လူများကျိန်ဆဲခြင်းကိုခံရလိမ့်မည်ရောင်းချတော်သူဤကောင်းမှုကကောင်းကြီးမင်္ဂလာရှိလိမ့်မည်ကောင်းသောအရာကိုကြိုးစား၍ရှာတော်သူသည်ယေရှုကိုခံရလိမ့်မည်သူ့အကျိုးကိုဖျက်ခြင်းကရှာတော်သူမူကကိုယ်တိုင်အကျိုးဖြတ်ခြင်းရှိလိမ့်မည်နော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့စပါးကိုတူထားတဲ့သူကဖះမကြိုက်ဘူးတူထားမယ်တိန်းထားမယ်ဖွက်ထားမယ်နော်ဒါမျိုးဖះသခင်မကြိုက်နဲ့တဲ့ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့အနာဂတ်အတွက်စုဆောင်းတာတော့ကောင်းပါတယ်ဒါပေမဲ့ပေးကမ်းတတ်တဲ့နှလုံးသားကျွန်တော်တို့မှာရှိဖို့လိုတယ်ဒါကြောင့်ဒီနေ့မိခင်ဖခင်တွေကိုယ်တိုင်ကကတ်စီနေမယ်နော်မပေးတတ်ဘူးမကမ်းတတ်ဘူးဆိုရင်သားသမီးတွေလည်းကတ်စီနေလာလိမ့်မယ်ဖြစ်ဒါကကျွန်တော်တို့ပေးကမ်းခြင်းရဲ့အဓိကဖြစ်တယ်ကိုယ်တိုင်ကလူများတွေစွန့်ကြဲတတ်မယ်ပေးကမ်းတတ်မယ်ဆိုရင်လူများတွေလည်းကောင်းကြီးခံစားရတယ်ကိုယ်တိုင်လည်းအဲ့ဒီကောင်းကြီးကိုပြန်ခံစားအဲ့တော့ပေးကမ်းတယ်ဆိုတဲ့အခါမှာရယူဖို့အတွက်စဉ်းစားခြင်းထက်ပေးကမ်းခြင်းကအလုံးမအကျိုးရှိတယ်ငါပေးရင်ငါပြန်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပေးခြင်းမဟုတ်ပဲဖခင်ရဲ့မေတ္တာဖခင်သခင်ငါတို့ပုံမှာဒီလောက်ကောင်းပါလားဆိုတဲ့ဖခင်မေတ္တာနဲ့ပေးကမ်းတတ်တဲ့နှလုံးသားရှိဖို့လိုတယ်နော်ဒါကြောင့်ရောင်းချသောသူဤကောင်းမှုကကောင်းကြီးမင်္ဂလာရှိလိမ့်မည်ဆိုလိုတဲ့အဓိပ္ပာယ်ကပေးကမ်းပြီးစွန့်ကြဲနေသောသူရဲ့နှလုံးသားကအဲ့ဒီကောင်းကြီးမင်္ဂလာတွေကျွန်တော်တို့ခံစားသူ့အဖြစ်တော်၎င်းသူ့ရဲ့ generation အဖြစ်တော်၎င်းကောင်းကြီးနော်စီးဆင်းလာမှာဖြစ်ဒါကိုကျွန်တော်တို့ဖခင်သခင်ကိုယုံကြည်တဲ့သားသမီးတွေကောင်းသောအရာကိုကြိုးစား၍ရှာတော်သူဒီယေရှုကိုခံရလိမ့်မည်သူ့အကျိုးကိုဖြတ်ခြင်းငှာရှာကြံတော်သူမူကားကိုယ်အကျိုးပြက်လိမ့်မည်ကောင်းသောအရာကိုကြိုးစားပြီးရှာပါလူများအကျိုးကိုဖြတ်မဲ့အရာတွေကြံစီတဲ့အရာတွေအဲ့လိုစိတ်ဓာတ်မျိုးရှိတဲ့သူကတဲ့ကိုယ်အကျိုးပြက်စီးလိမ့်မယ်လူများတွေကိုဖျက်ဆီးဖို့လူများတွေရဲ့အကြောင်းတွေကိုဟုတ်လားမဟုတ်လားမသိတော့လှုပ်ဆက်ကြီးထွင်ပြီးလိုက်ပြောလိုက်ပြီးတော့မှကျွန်တော်တို့ဖြစ်တင်ခဲ့ရဲ့ရှုတ်ချကိုယ့်ရဲ့အချိန်တွေကိုလည်းကိုယ်မသုံးသပ်ကိုကဘာလဲဆိုတော့မသိဘူးလူများတွေကိုလိုက်ပြီးတော့မှပြစ်တင်ခဲ့ရဲ့ရှုတ်ချဝေဖန်အဲ့ဒီလူတွေကတဲ့ပျက်စီးခြင်းမှာဆုံးရှုံးမယ်နော်အဲကြောင့်ဒီနေ့ဘယ်သူပဲကိုယ်ဝေဖန်ဘယ်သူပဲကိုယ်ပြောဘာမှခေါင်းနဲ့မထည့်ပါနဲ့အဓိကအရေးကြီးဆုံးကဖရာသခင်နဲ့ကိုနီးနီးကပ်ကပ်နေဖို့ပဲဖြစ်တယ်။ဖရာသိမ့်မဲ့ပါလာတစ်ဖက်ကဟောင်းနေတဲ့အတန်တွေကရှက်သွားမှာဖြစ်တယ်နော်။ဒါကြောင့်မလို့ဒီနေ့စွန့်ကြဲခြင်းကမင်္ဂလာရှိတယ်ပေးကမ်းခြင်းကမင်္ဂလာရှိတယ်။နော်ကျွန်တော်တို့ရဖို့ရွေးစဉ်းစားပြီးကိုယ့်အတွက်ပဲကြည့်တယ်။ကိုယ့်အတွက်ပဲစဉ်းစားနေတယ်။လူများအတွက်မစဉ်းစားတဲ့သူကအဲ့ဒီနေရာမှာမသိတဲ့သူကအဲ့ထဲမှာပဲတန်နေရလေလိမ့်မယ်နော်။ကျွန်တော်တို့ကလူများတွေကိုစွန့်ကြဲပြီးတော့မှဘေးကန့်တတ်တဲ့နှလုံးသားနဲ့နော်ဘယ်နေရာမှာပဲသူဘာလို့အပ်နေလဲအများအားကျွန်တော်တို့ကပေးခြင်းတဲ့နှလုံးသားရှိပြီးဘေးကန့်တတ်တဲ့အကျင့်ကျွန်တော်တို့မှာမွေးတတ်ဖို့လိုကျွန်တော်ဆိုဘယ်တော့သွားပေးလာဘယ်သူကဘာပေးရမလဲဒါပဲစဉ်းစားဘယ်နေရာရောက်ငါဘယ်သူရှိရဘာရမလဲဆိုတော့ရယူဖို့စိတ်ဓာတ်နဲ့သွားရင်သင်အလုံးမဖြစ်ဘူးဒါကြောင့်ဘယ်သူရှိဖို့ဘာဘယ်နေရာသွားဘာပေးရမလဲဆိုတော့နှလုံးသားနဲ့ကျွန်တော်တို့ကြည့်တိုင်းရအဲ့လိုနှလုံးသားကအလုံးမဖြူစင်တဲ့နှလုံးသားဖြစ်တယ်နော်စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာရှိ၏ဟာလေလုယာဘုရားသခင်ကိုဖူးမြင်ရတဲ့အခွင့်ကိုရဒါကြောင့်ဒီနေ့ကျွန်တော်စိတ်နှလုံးဖြူစင်ပါကောက်တဲ့စိတ်တွေကိုဖယ်ပစ်ပါနော်လူများတွေရဲ့အကျိုးကိုဖျက်ဆီးတဲ့အရာတွေကိုဖယ်ပစ်ပါလူများတွေကိုချီးမြှောက်ပေးရမယ်လူများတွေကိုထက်တော်ပါလားဆိုလူများတွေကိုကချီးမြှင့်ပေးရမှာဖြစ်ဒါကြောင့်ဒီကနေ့ဒီသုတ်တန်ကျမ်းခန်းကြီး7လေးဒီအားဖြင့်ကျွန်တော်တို့အရောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေအာမင်